မင်္ဂလာပါခင်ဗျာဒီညော်လေးလာမယ့်အကြောင်းအရာလေးကတော့ professional ဝိဘတ်သင်ခန်းစာတွေကဝိဘတ်တစ်လုံးဖြစ်တဲ့ထီလန်ဆိုတဲ့ဝိဘတ်လေးကိုလေ့လာကြည့်မယ်ခင်ဗျာထီလန်ဆိုတဲ့အဓိပ္ပာယ်ကတော့နောက်မှနောက်ပြီးတော့နောက်ဆိုလို့အဓိပ္ပာယ်ရတယ်ပေါ့နော်သူက professional ဝိဘတ်ဖြစ်တဲ့အတွက်အမျိုးအစားများများသုံးလို့ရတယ်ပေါ့နော်โอเคဆက်ကြည့်မယ်ခင်ဗျာထီလန်ကိုတဲ့နောက်မှဆိုပြီးဘာသာပြင်မယ်ဆိုလို့ရှိရင်တဲ့ကရိယာတွေဝိကြတွေအနောက်မှာထားပေးရတယ်ပေါ့နော်နောက်မှလို့ဘာသာပြင်မယ်ဆိုရင်ကရိယာဝိကြတွေအနောက်မှာထားပေးရတယ်ပေါ့နော်ဒါဆိုရင်ကြည့်ကြည့်မယ်ခင်ဗျာနောက်မှသွားဆိုရင်ဒီလိုကြမှာနောက်မှလို့ဘာသာပြင်ထားဖြစ်တဲ့အတွက်ကရိယာတွေရဲ့နောက်မှာထားပေးရတယ်ပေါ့နော်ပန်ထီလန်နောက်မှသွားပေါ့နော်ပန်ထီလန်ဒါဆိုရင်နောက်မှစားဆိုရင်ကင်ထီလန်ကင်ထီလန်နောက်မှစားပေါ့နော်ဒါဆိုရင်ဖိချက်ပန်ထီလန်ဒါဆိုဘယ်လိုပြောမလဲဖိချက်ပန်ထီလန်ဆိုရင်ဖိကဘယ်လိုဘာသာပြန်မလဲဆိုရင်ဒီဝိကြမှာဖိအကိုဆိုတဲ့ဟာကအရင်လာဖြစ်တဲ့အတွက်သူကပြုလုပ်တဲ့သူပေါ့နော်အကိုဖိချက်ပန်အကိုသွားမယ်ပေါ့နော်ဒီထီလန်ကိုဝိကြတွေရဲ့နောက်မှာထားတာဖြစ်တဲ့အတွက်သူ့ကိုနောက်မှလို့ဘာသာပြန်မယ်ပေါ့နော်ဖိချက်ပန်ထီလန်ဆိုရင်အကိုနောက်မှသွားမယ်ပေါ့နော်အကိုနောက်မှသွားမယ်ဖိချက်ပန်ထီလန်ครับနောက်တစ်ခုကျမနောက်မှစားမယ်နော်ဆိုရင်ကျမစားရသူဖြစ်တဲ့အတွက်ရှိရထင်မယ်ချန်စားမယ်ဆိုရင်ချက်ကင်နောက်မှဖြစ်တဲ့အတွက်ထီလန်ကိုနောက်မှထည့်မယ်ချန်ချက်ကင်ထီလန်นะครับကျမနောက်မှစားမယ်ပေါ့နော်ချန်ချက်ကင်ထီလန်นะครับကျမနောက်မှစားမယ်နော်โอเคဆက်ကြည့်မယ်ခင်ဗျနောက်တစ်ခုကတော့ထီလန်ကိုတဲ့နောက်ဆိုပြီးတော့ဘာသာပြန်မယ်ဆိုရင်ကရိယာဝိကြတွေအရှိမထားပေးရတယ်ပေါ့နော်နောက်မှလို့ဘာသာပြန်ရင်ကရိယာဝိကြတွေအနောက်မှာထားတယ်နောက်ဆိုလို့ဘာသာပြန်မယ်ဆိုရင်ကရိယာဝိကြတွေအရှိမထားပေးရတယ်ပေါ့နော်နောက်ဆိုမသွားတော့ဘူးဆိုပြီးပြောမလဲနော်နောက်ဆိုမသွားတော့ဘူးဆိုဒီမှာနောက်ဆိုလို့ဘာသာပြန်ထားဖြစ်တဲ့အတွက်ထီလန်ကိုကရိယာဝိကြရဲ့အရှိမထည့်မယ်ထီလန်မသွားတော့ဘူးဆိုရင်မတော့ဘူးဆိုရင်ဘာပြောရလဲဆိုရင်ဒီမဆိုတဲ့အငင်းစကားမိုင်းနဲ့လျောင်းနေပေါင်းတဲ့အခါမှာတော့ဘူးလို့ဘာသာပြန်တယ်ပေါ့နော်ဒါဆိုရင်ထီလန်မိုက်ပန်แล้วครับနောက်ဆိုမသွားတော့ဘူးပေါ့နော်ထီလန်မိုက်ပန်แล้วครับနောက်ဆိုမသွားတော့ဘူးဒါဆိုရင်ထီလန်မိုက်กินแล้วဆိုတာပြောရတယ်ပေါ့နော်ထီလန်မိုက်กินแล้วခါဆိုတာပြောရလဲဆိုရင်ဒီကထီလန်ကိုကရိယာဝိကြတွေကရိယာရဲ့အရှိမထားတာဖြစ်တဲ့အတွက်သူ့ကိုနောက်ဆိုလို့ဘာသာပြန်ပေါ့နော်နောက်ဆိုမိုက်กินแล้วမိုက်กินအငင်းစကားမိုက်နဲ့လျောင်းနေပေါင်းရင်သူ့ကိုတော်ဘူးမတော်ဘူးလို့ဘာသာပြန်တယ်ပေါ့နော်กินနေပေါင်းတော့မစားတော့ဘူးပေါ့နော်နောက်ဆိုမစားတော့ဘူးပေါ့နော်ထီလန်မိုက်กินแล้วครับနောက်ဆိုမစားတော့ဘူးနောက်တစ်ခုကတော့နောက်ဆိုအကူမသွားတော့ဘူးပေါ့နော်နောက်ဆိုအကူမသွားတော့ဘူးဆိုရင်ဒီဝိကြနောက်ဆိုတော့ဘာသာပြန်ထားဖြစ်တဲ့အတွက်ကရိယာဝိကြရဲ့ရှိမှထီလန်ထွက်မယ်ထီလန်အကူကသွားမဲ့သူဖြစ်တဲ့အတွက်ဖီးပေါ့နော်မသွားမဲ့သူဖြစ်တဲ့ဖီးရှိရထည့်မယ်မသွားတော့ဘူးဆိုရင်မိုက်ပန်แล้วထီလန်ဖီးမိုက်ပန်แล้วครับနောက်ဆိုအကူမသွားတော့ဘူးပေါ့နော်โอเคနောက်ဆိုတဲ့ကျမကိုယ်တိုင်လုပ်ပေးမယ်နော်တဲ့နောက်ဆိုကျမကိုယ်တိုင်လုပ်ပေးမယ်နော်ဆိုရင်နောက်ဆိုဖြစ်တဲ့အတွက်ထီလန်ကိုရှိရထည့်မယ်ထီလန်ကျမကလုပ်ပေးမယ်သူဖြစ်တဲ့အတွက်ချန်လုပ်ပေးမယ်ဆိုရင်အခုကရိယာဖို့မယ်ပါတယ်ပေါ့နော်ကြပါတယ်จะทำให้ကိုရင်လေးပါတယ်ပေါ့နော်ကိုရင်ဆိုတဲ့သင်ခန်းစာလေးအင်ကိုဘာမှထားပေးရလဲဆိုရင်ကရိယာတွေဝကြတွေရဲ့နောက်မှာထားပေးရတယ်ပေါ့နော်သူလည်းအင်ကနော်ဒါဆိုရင်ပြောကြည့်မယ်ခင်ဗျทีหลังฉันจะทำให้เองนะครับทีหลังฉันจะทำให้เองนะครับနောက်ဆိုကျမကိုရင်လုပ်ပေးမယ်နော်ဒီပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျနောက်နေ့မှာလက်ကြည့်ခန်းသင်ခန်းစာလေးကိုဆက်လုပ်ကြည့်မယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဗျ